ဆာရာဟာစာဖတ်ရတာအရမ်းကြိုက်တယ်ဝတ္ထုတွေကဗျာတွေကိုဖတ်ရတာသူ့ဝါသနာပါစာအုပ်ထဲကလှပတဲ့ဖွင့်ဆိုချက်တွေစကားလုံးအသုံးအနှုန်းတွေကိုသူမကနှစ်သက်တဲ့ကြဗျာဆရာတွေဝတ္ထုရေးဆရာတွေရဲ့လက်ရာတွေကိုဖတ်ရတာသူ့အချစ်ဆုံးပဲဗီဒီယိုဂိမ်းတွေနည်းပညာပစ္စည်းတွေကိုတော့သူမကမကြိုက်ဘူးဘတ်စကတ်ဘောအသင်းမှာပါဝင်ထားပေမဲ့အားကစားကိုတော့မနှစ်သက်ပါဘူးသူမိဘတွေကသူမကိုဘတ်စကတ်ဘောကစားခိုင်းတာပါတကယ်တော့ဆာရာရဲ့မိဘတွေကသူမကိုအမျိုးမျိုးလှုပ်စေတယ်ဒါပေမဲ့ဆာရာကဒီအရာတွေကိုလှုပ်စေခြင်းမှမဟုတ်ဘူးတနေ့လုံးထိုင်ပြီးစာဖတ်နေရမှာကိုပဲသူမကလိုချင်တယ်။တနေ့မှာစာအုပ်သေးသေးလေးတစ်အုပ်စာတိုက်ကရောက်လာတယ်။အဲ့ဒါကဆာရာအတွက်ပါစာအုပ်လေးကအထူးခြားဆုံးလို့ထင်ရပါတယ်။ရွှေချက်တွေပေါ်မှာပုံနှိပ်ထားတယ်။ဆာရာကစဖက်လိုက်တဲ့ဇလန်းရဲ့ခြုံငုံသဘောကရိုးရှင်းပါတယ်။မော်ဆန်တဲ့နေရာတစ်ခုအကြောင်းပါအဲ့ဒီမှာထူးဆန်းတဲ့အရာတွေဖြစ်ပျက်တတ်တဲ့စာအုပ်ထဲကဥပမာတစ်ခုကတော့လူတွေကိုထိန်းချုပ်နိုင်တဲ့ကောင်လေးတစ်ယောက်အကြောင်းပါဇက်ကွက်တစ်ခုမှာဆိုရင်သူ့တငယ်ချင်းတွေကိုရီစီယာပြောခိုင်းတယ်။ဆာရာကဒီစာအုပ်ကိုအရန်ကြိုက်သွားတယ်။အချိန်ရရင်ဖတ်မရရင်လည်းဖတ်နေတော့တယ်ပြီးတော့ထူးဆန်းတဲ့အရာတစ်ခုဖြစ်လာတဲ့စာအုပ်ကြောင့်စာရာမှာအထူးစွမ်းအားတစ်ခုရလာတယ်အခြားလူတွေကိုသူမကထိန်းချုပ်နိုင်သွားပါပြီစာအုပ်ထဲကကောင်လေးလိုမျိုးပဲစာမေးပွဲတစ်ခုမှာဆိုရင်သူမရဲ့တငယ်ချင်းကိုပေါ်ကြောင်ကြောင်ပြောခိုင်းလိုက်တယ်တငယ်ချင်းကဒုက္ခရောက်သွားရတယ်ကျောင်းပြီးတဲ့အခါဆာရာကဓာတ်ရိုက်အိမ်ပြန်မသွားဘူးလမ်းမှာတဲ့အနီးကဆိုင်တစ်ဆိုင်ကိုဝင်လိုက်သေးတယ်လူတွေကိုနောက်တော့ထပ်လုပ်ချင်သေးလို့ပါသူမကပြဿနာတွေဖြစ်အောင်လုပ်တယ်လူတွေကိုလဲကျအောင်လုပ်တယ်သူမကရည်ပြီးအပျော်တွေဖြစ်နေတယ်နောက်ဆုံးမှာတော့သူမကထွက်လာပြီးအိမ်ပြန်လန်းကိုရှောက်လာတယ်ပြီးတော့သူမတစ်ခုခုတွေးလိုက်တယ်သူ့ရဲ့ဘတ်စကတ်ဘောနီးပြကဘတ်စကားရှေ့ကိုချက်ချင်းကြီးဖြတ်ကူးတော့မယ်သူကတခြားဘက်ကိုကြည့်နေတဲ့ဆာရာကသူ့ကိုတားမြစ်ဖို့လိုနေပြီသူမရဲ့စွမ်းအားကိုတုံးလိုက်တယ်နီးပြကိုထိန်းချုပ်လိုက်တယ်လမ်းမဖြတ်ကူအောင်ရက်ခိုင်းလိုက်တယ်ဆာရာထိုနေ့မှာအရေးပါတဲ့သင်ခန်းစာကိုတီးလိုက်ရတယ်လူတွေကိုဒုက္ခပေးတာထက်ကူညီတာကပိုကောင်းတယ်ဆိုတာပါပဲဒါကြောင့်သူမရဲ့စွမ်းအားကိုဘလို့သုံးမယ်ဆိုတာကန့်သက်ချက်ထားလိုက်တယ်ဒီစွမ်းအားနဲ့မကောင်းတာတွေထပ်မလုပ်ချင်တော့ဘူးကောင်းတဲ့အရာတွေကိုပဲသူမကလုပ်ချင်တော့တယ်